ရုပ်ခန္ဓာကိုယ်ကြီးကပြင်းကျင်တဲ့လောက်ပြင်းနေစဉ်နဲ့အမြဘလောက်ပဲပြင်းပြင်း getting older and older တနေ့ပြီးတနေ့အိုးလာမှာပဲဒါသူ့သဘောပဲသူ့ကိုဘလောက်ပြင်းပြင်းဘလောက်ထိမ့်ထိမ့်နော်ပြေမတွန့်အောင် botox ထိုးလဲတွန့်မှာပဲနောက်မရဘူးမိတ်ကတေလိမ့်လဲမရဘူးသပင်ဆေးဆိုးလဲတစ်ချောင်းပြီးတစ်ချောင်းဖြူလာမှာပဲမရဘူးသွားလည်းပဲကျိုးမှာပဲကျိုးချိန်ကြအဲ့တော့ရုပ်ခန္ဓာကိုယ်ကြီးကဘလောက်ပဲပြင်းပြင်းတဖြည်းဖြည်းဆွေးလာတာဆွေးလာတဲ့သဘောဟာသူ့မှာရှိတယ်အဲ့ဒါလို့တဖြည်းဖြည်းဆွေးလာတတ်တဲ့ရုပ်ခန္ဓာကိုယ်ကြီးကိုတကယ်ပြင်းနေလို့ရှိရင်အကျိုးရှိသလားလို့ဆိုဘာမှအကျိုးမရှိဘူးဒါကြီးပြင်လို့อ่ะအဲ့တော့ပြင်ရမှာပါတော့ဆိုစိတ်ဟောလူရဲ့စိတ်ကလေးကိုပြင်ရမှာဘာလို့လဲဆိုလူတွေမှာကြည့်လေအော်ဒီလူကစိတ်ကောင်းတယ်ဒီလူကစိတ်မကောင်းစိတ်ကောင်းတဲ့လူနဲ့စိတ်မကောင်းတဲ့လူမျက်နှာမှာလားပေါ်နေတာစိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာအချိုးပြုံးပြီးတော့မေတ္တာနှလုံးသားပိုင်ရှင်ဟာမျက်နှာကိုကြည်လင်းတယ်အေးဒေါသကြီးတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာဆိုလို့ရှိရင်စုပုတ်နေတာစုပုတ်နေတာဘယ်သူမှအဖက်မလုပ်သလိုပုံစံမျိုးကြီးဖြစ်နေဘာလို့လဲဆိုစိတ်ကိုဖြစ်နေစိတ်ဖြစ်တော့မျက်နှာမှာလားပေါ်နေတာပေါ့အဲ့ဒီဟာကလည်းစိတ်ခဏခဏတူတတ်တဲ့လူရဲ့မျက်နှာဒီရည်ရွေ့ပြုံးရည်မရတော့မျက်နှာမျိုးကြီးဖြစ်တတ်တယ်ဟုတ်တယ်အဲ့ဒါလေတချို့မျက်နှာကြတော့ကြည့်လိုက်လို့ရှိရင်မပြုံးပေမဲ့လို့ပြုံးနေတယ်လို့မြင်နေရဘာလို့လဲဆိုရင်သူ့စိတ်ကိုကြည်လင်းနေတာမေတ္တာသက်ဝင်ကြည်လင်းနေတဲ့ပုဂ္ဂိုလ်အဲ့ပြုံးမရတဲ့မျက်နှာတွေနဲ့ဒါမျိုးဖြစ်တာပေါ့အဲ့ဒါကြောင့်လို့မြတ်စွာဘုရားကလူတွေရဲ့စိတ်အသွင်တရာဟာမျက်နှာရိပ်ပေါ်မှာလာပြီးတော့ထင်ပေါ်နေတယ်ဒါအပေါ်ယံကြည့်ုံနဲ့ပဲသိတယ်နောက်တစ်ခါနှုတ်ထွက်ကြတော့လဲကြည့်စိတ်ဓာတ်ကမာနကြီးတဲ့ပုဂ္ဂိုလ်တို့ဒေါသကြီးတဲ့ပုဂ္ဂိုလ်တို့ပြောလိုက်လို့ရှင်ဒေါသကြီးကစကားတိုးတဲ့တူပြက်ပြက်ပြောတတ်တယ်သူကမာဆတ်ဆတ်ပြောတတ်တယ်ဒေါသကြီးလို့ရှင်ငယ်ငယ်တော့ကြားဘူးတဲ့တကလုံးလောဘကြီးတော့စကားချိုးတယ်ဒေါသကြီးတော့စကားတိုးတယ်မောဟကြီးတော့စကားအိုးတယ်အိုးတယ်ဆိုတာညံ့ရှင်းတာကိုပြောတာနော်လူတွေမှာလောဘစိတ်ရှိနေတဲ့အခါမလေးစကားချိုးတယ်ဒါမှရမှာဟုတ်သူကမေတ္တာနဲ့ချိုးတာမဟုတ်ဘူးလောဘနဲ့ချိုးတာဒေါသကြီးတဲ့ပုဂ္ဂိုလ်ကြတော့စကားမာဆတ်ဆတ်နဲ့တို့တောင်း